Lewis Kelly ကိုယ်တိုင်ကတက်တက်လှုပ်ပြောင်းချင်နေပေမဲ့အာဆင်နယ်ဘက်ကအကျဉ်းရုံနေလို့ United ကအခက်တွေ့နေရပါတယ်။အသက်19နှစ်အရွယ် Lewis Kelly ဟာချန်ပီယံလိမရဘူးတဲ့အာဆင်နယ်အသင်းကနေချန်ပီယံလိဖလား3လုံးရှိတဲ့ United စီအသေးအတန်ပြောင်းချင်နေတာပါ။အလားအလာရှိတဲ့လူငယ်ဆိုတော့လေဖလားလိုက်မဲ့အသင်းကနေအင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းစီပြောင်းရွှေ့ချင်နေတာအဆန်းတော့လည်းမဟုတ်ပါဘူး။ United ဘုတ်ဖွဲကလည်းဘယ်နောက်ခံလူနေရအတွက်ရေရှည်အားကိုးရမဲ့သူကိုရှာဖွေနေတာဖြစ်ပြီး Lewis Kelly ကိုသူတို့ရဲ့ပြစ်မှတ်စရင်းမှာထိတ်ဆုံးကနေထားတာပါတယ်။သတင်းတွေရဆိုရင်တော့ကစားသမားအေဂျင့်တွေနဲ့ United ကကနဦးတွဲဆုံမှုတွေရှိနေပြီလို့သိရပါတယ်။ မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီအာဆင်နယ်ဘက်ကတော့သူတို့ရဲ့အကယ်ဒမီအတွက်ကစားသမားတွေကိုလွယ်လွယ်နဲ့တော့မရောင်းချင်ပါဘူးအာဆင်နယ်ဟာအသုံးစရိတ်တွေများထားတာကြောင့်ဗန်နာရေးစီးမင်းရကစားသမားတွေကိုပြန်ရောင်းဖို့လိုအပ်နေပါတယ်အကယ်ဒမီအတွက်ကစားသမားတွေကိုရောင်းချရတာဟာအသင်းအတွက်အမျက်ကြီးပဲတက်တက်ဖြစ်တာကြောင့်အာဆင်နယ်အတွက်ဗန်နာရေးရအကျိုးရှိစေမှာပါဒါပေမဲ့ပြောင်းရွှေ့ကြီးကတော့တော်တော်လေးကိုများနိုင်ပါတယ်လက်ရှိမှာ Lewis Kelly ရဲ့ပေါက်ဈေးကပေါင်52တန်းကနေတန်း60ကြားမှာရှိနေပါတယ်။ဒါ့အပြင်သူဟာ2025ခုနှစ်မှာတင်အာဆင်နယ်အသင်းနဲ့2030ခုနှစ်အထိစာချုပ်သက်တမ်းရှိတဲ့9နှစ်စာချုပ်ကိုချုပ်ထွားထားမှုအာဆင်နယ်ဘက်ကဈေးကန်ချနေတာဖြစ်ပါတယ်။အာဆင်နယ်ဘက်ကထုတ်ပေါ်ထားတဲ့သဘောထားတွေကတော့ကစားသမားကိုယ်တိုင်ကပြောင်းချင်တယ်လို့တရားဝင်တောင်းဆိုလိုက်ရင်တော့သူ့လမ်းကိုသူတို့ပိတ်ပင်ထားမှာမဟုတ်ဘူးလို့သိရပါတယ်။ဒါပေမဲ့ဈေးပေါ်ပေါ်နဲ့တော့ရောင်းမှာမဟုတ်ပါဘူး။ Lewis Kelly ဟာဘယ်နောက်ခံလူနေရာမှာမဟုတ်ဘဲကွင်းတဲ့လူဖြစ်ပါကစားနိုင်တဲ့ဆွဲဆုံးရကစားသမားဖြစ်ပါတယ်။ United အသင်းရဲ့ယာယီနီးပြ Michael Carrick ဟာလူငယ်တွေကိုနေရာပေးတဲ့သူဖြစ်လို့ Lewis Kelly အတွက်တော့သူ့ရဲ့အရေးချင်းကိုထုတ်ပြဖို့အကောင်းဆုံးခွင့်ရဖြစ်လာမှာပါအထူးသဖြင့်ကွင်းလယ်တဲ့အထိဝင်ကစားပေးနိုင်တဲ့သူ့ရဲ့ ball carrying skill ဟာ United ရဲ့ကွင်းလယ်လိုအပ်ချက်ကိုပါဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်